Kene Edika Pigeon and Migon, I Migon Pipare, one in a Papiogena Lebio, Namatica, Passan, Uonu, Chile Ludi, Imdam Yavare, Bahulu, Miale Bioin, Namatica, Sweet and City. Sweet and City to a Shulungalo de Ludi to Romamiane, Shuine Sessan, Winne Sessan. Hello, Uonu Krana, Chimide, Chimido Bare Bono. Already Krana Kava Miaro, the great not only the big that he won, Papiogena Lebio. အဲ့ပြဿနာတက်တဲ့ခါကျတော့ဥအောင်ပထမဥအောင်ရဲ့ဆရာပေါ့နော်ဒါအဘတ်တော်ကိုပြောပါတယ်အဘဒီလိုပဲလို့ကျွန်တော်ပတ်စံလာချီးတဲ့လူတွေရှိတယ်ဗျာလို့အဲ့တော့ကျွန်တော်ဒီပြဿနာတက်နေတယ်ဆိုတော့အဲ့တော့ခဏဒီအဘတ်တော်ပြောတဲ့နီးလေးပေါ့နော်ဟိုခါကိုအောင်နဲ့ခင်ဗျပတ်စံလူလာတိုင်းချီးတာလားဆိုတော်တော်များများတော့ချီးမိတယ်အဲ့လိုဆိုချီးတဲ့လူကရောတဲ့ခင်ဗျပြန်ရတာနဲ့မရတာဘယ်ဟာများလို့ဆိုမရတာများပါတယ်ပေါ့ကိုအောင်နဲ့မင်းကပတ်စံချီးတဲ့လူဆိုတာတဲ့အခု ငွေလူမမင်းစီလာငွေချီးတယ်လို့ထင်လားတဲ့အဟုတ်တယ်လေလို့ကျွန်တော်စီငွေလူတော့မဟုတ်ဘူးတဲ့မင်းပတ်စံချီးမဲ့လူဆိုတာမင်းစီမလာခင်တပတ်လောက်10ရက်လောက်တစ်လလောက်ကလေးကကိုအောင်စီသွားမယ်ပတ်စံချီးမယ်အချီးခံရတဲ့လူတွေမှတ်ထားတော့ဒါအဓိကကြတယ်သွားချီးမယ်တကယ်လို့များကိုအောင်ကညင်းခဲ့မယ်ညင်းရင်ဘလို့ပြောင်းပြောမယ်အဲ့ဒါထပ်ညင်းရင်ဘလို့ထပ်ပြောင်းပြောမယ်အဲ့တော့ကိုအောင်ရတဲ့မင်းကအဲ့လိုနားထောင်မထားတဲ့ခါကျတော့ အဲ့တော့အဲ့ तू ကကြိုတင်စဉ်းစားထားရတယ်မင်းကိုစီမံကိန်းတွေချထားတယ်ဒီစကလုံးနဲ့လာရင်ဒီစလုံးနဲ့ပြန်ပြောလိုက်ရင်မင်းမချိမနေနိုင်အောင်ဆိုတာမျိုးမင်းကမသိဘူးမော်လားဟာမသိဘူးလို့ဆိုတော့ပတ်စံချီမဲ့လို့ဆိုတာမှတ်တာကိုအောင်ရေးတဲ့အဲ့ဒါမင်းတစ်လလောက်တစ်ပတ်လောက်10ရက်ကလေးကမင်းကိုကြိုတင်စဉ်းစားဟာဟုတ်ပြီပါရလို့ကျွန်တော်ခံရတာပြောဦးမယ်လားပြောกว่าတယ်ဆိုတရက်ကြတော့ရွှေတော်ကတပည့်တယောက်ကအဲ့လိုပဲပေါ့နော်လာပြီးတော့ဒီဟိုပါပေါ့ဒီရွှေတော်မှာနေကြတော့ကကိုစီမှာ ဒီစားတော့နေပေါ့ဝိုင်းလုံနေတဲ့ကလေးတယောက်လာတော့ကိုကဟာတရက်ကြတော့ဝင်လာတော့ပေါ့ဆရာအောင်ရဲ့ဘလူးပညာဆိုတော့ဘာရောဘာကိစ္စတော့ဆိုတော့ဆရာတဲ့ကျွန်တော်မျိုးသမီးဆေးုံတက်နေရလို့တဲ့အသေးအံဖြစ်နေရတဲ့ဆရာရဲ့အဲ့ဒါတဲ့ကျွန်တော်ဆရာစောင့်ရှောက်ပေးပါဆိုတော့အဲ့တော့ကိုတပည့်လည်းဖြစ်တယ်မျိုးသမီးလည်းဖြစ်တယ်ဟလာဆေးုံတက်နေရတယ်ဆိုတော့ဟာအဲ့လိုဆိုဘလူးဖြစ်တာတော့ဆရာရဲ့ဆေးုံဂရင်နံပါတ်ဘလောက်ပါညာပေါ့နော်အဲ့တော့ငါဘာလုပ်ပေးရမှာတော့ဆိုတော့ဆရာရဲ့တဲ့ကျွန်တော်ကိုပတ်စံအဲ့တုန်းကတော့မှတ်ပြီးတော့သင်္ကန်းတန်းပါပဲကျွန်တော်ပတ်စံချီးပေးပါဆိုတော့ အေးလူဆိုရင်ကဲဟုတ်ပြီဆိုတော့ပေါ့နော်ကဲဒါကတော့ချီးပေးတာဒါကတော့မင်းမုံဘိုးဆိုပေးလိုက်တယ်ဒါပေမဲ့ဒီကောင်ပြန်ထွက်ကန်ဒီပတ်စံလှမ်းယူတဲ့နေရာမှာကိုနာအနေနဲ့ကတ်လိုက်တဲ့အချိန်မှာအနံ့ကနည်းနည်းလေးရလိုက်တာပေါ့နော်ဟာဒီကောင်ရွှေတော်နေတော့ကလည်းအရက်တောက်လို့ငါဒီကောင်ကိုဆူထားတယ်ပေါ့နော်အခုများတောက်သေးလားပေါ့ပတ်စံလက်ထဲရောက်သွားပြီအဲ့ဒါနဲ့ဒီကောင်အဟုတ်ကဲဆရာရဲ့ကျေးဇူးတင်ပါတယ်ဘာညာပေါ့နော်စောစောကပတ်စံမချီးပေးဘူးဆိုတဲ့ပုံစံလို့တော့ငိုတာဟာဟဲ့အောင်မင်း ရမူဒါတွေပါအရင်တော့တောက်ထားဆရာကျွန်တော်မလုပ်တော့ပါဘူးဘလို့မညာပေါ့ဆရာရဲ့ဆရာချိမပေးရင်ကျွန်တော်မပြီးသူတော့တေတော့မှာပဲဆိုတော့ပထမကိုကညင်းတယ်သူကငိုပြတယ်အဲ့မှရင်ကိုကကြွေသွားပြီအကျူကတော့ဟာသူမိမဆေးရုံတက်နေတယ်ဆိုဘတ်ဆိုပတ်စံပေးလိုက်တဲ့ချင်းလူနာကလိုက်တော့ရဲနှံကထွက်နေအဲ့ဒါနဲ့ဒီကောင်ပတ်စံတူတူဆိုတော့ကျန်နောက်ကတပည့်တယောက်ကိုလိုက်ပြီးတော့ဟေ့အောင်အဲ့ဒီကောင်သွားတဲ့နောက်လိုက်ကလန်းဆိုတော့ဒီတော်တော်လေးလေးရောက်သွားလို့လည်းကြည်လိုက်ရောဆေးရုံမသွားတော့ရက်ဆိုင်နဲ့ဝင်သွားတယ်အဲ့တော့ပြောချင်တာက ကိုကမစုံစမ်းမလှိလာပဲနဲ့ဟလာ तू ကစဉ်းစားလာတာကပထမညင်းပဲကိုကအဲ့ဒါကိုမသိလိုက်ဘူးမိမဆေးရုံတက်တယ်ဆိုတော့ကိုကနည်းနည်းပါးပါးမယုံကြည်ကရှိသေးခုံပေါ်မှောက်ချပြီးတော့ငိုပလိုက်တယ်အဲ့တော့ကိုကအဟုတ်ယုံသွားလိုက်တယ်ပြီးတော့ပါသွားတယ်ပေါ့အဖွဲတွေကိုပြောချင်တာကမချီးရဘူးတော့မဟုတ်ဘူးချီးရမယ်အဲ့တော့ဘလို့ပုံစံချီးရမလဲပေါ့အဲ့ဘာဦးကြည်ဝင်းပေါ့နော်ကိုလေးအောင်နဲ့ကိုအောင်နဲ့ငါပြောပြမယ်ကွာတဲ့ဘာကတိကိစ္စဘာလုပ်ငန်းမေးတစ်ခုခုတဲ့ချက်ချင်း yes လို့မလုပ်ပါနဲ့ ဘာပဲလို့စုံစမ်းမှလေးလာပါပြီးတော့မှပေါ့အဲ့တော့ဟိုအဘပြောတဲ့ဥပမာတော့တယ်လီဖုန်းနဲ့ပတ်စံချီးတာပေါ့ဟိုကနေလန့်ချီးတယ်မက်ဆင်ဂျာတို့လှချီးတယ်အဲ့တော့ဖုန်းလန့်ဆက်တယ်ကိုအောင်ကြီးကျွန်တော်တို့ပတ်စံ3သိန်းလောက်2သိန်းလောက်ချီးပေးပါအောင်ဘာအခက်အခဲရှိတယ်ဟုတ်ပြီကျွန်တော်ပြန်ပြောပေးမယ်အဘကတော့သင်ပေးတာပြန်ပြောပေးမယ်တကယ်လို့ तू ပြောတဲ့အတိုင်းကိုခုနအဘတော်ပြောသလိုစီမံလာတဲ့ဟလာသူ့ရဲ့ view ခင်းလာတဲ့ကိုကမြုပ်သွားခဲ့ရင်တော့ကိုကပါပြီ စဉ်းစားမှာ तू ပြောတာဟုတ်သလားမဟုတ်ဘူးလားဒီကောင်ကြံစီနေတာဖြစ်နိုင်တယ်ဆိုတာမျိုးစဉ်းစားရင်ကိုချက်ချင်းကောင်းမငြိမ်ဘူးပေါ့နော်တော့ချက်ချင်းကောင်းမငြိမ်မယ်နဲ့အဘကြီးကဘာပြောလဲပြောရင်ကိုအောင်နဲ့ဟုတ်ပြီမင်းပတ်စံ2သိန်းချီတယ်ဆိုတာငါပြန်ပြောမယ်ဆိုတဲ့ကလုံးနဲ့ထောက်ထားပြီးတော့မှဒါပါတော့ဘောလုံးပွဲလောင်းတဲ့လူတယောက်ကလာချီတယ်ဆိုရင်အဘူဒင်းဒီလိုပဲဘောလုံးပွဲလောင်းတဲ့မောင်ဖြူကတော့ငါပတ်စံချီဟာဆရာမလုံးနဲ့အဲ့ကောင်ဘောလုံးပွဲလောင်းနေတာအဲ့ကြမှာခုနကငါပြန်ပြောမယ်ဆိုတာဘာလို့တော့ဒီဘက်ကိုစုံစမ်းလိုက်တာ စုံစမ်းပြီးတော့မှခုနလူကိုပြန်ဆက်တယ်တကယ်ချင်းဟာလာမင်းချီတဲ့ပတ်စံကချီမပေးနိုင်ဘူး
လာတကယ်လို့သူလောင်းကစားလောက်တာကိုမပြောရင်တော့မှငါမှတော့ခက်ခဲရှိနေတယ်ငါ့ကိုတော့စိတ်မဆိုးပါနဲ့ကွာငါခက်ခဲရှိလို့ပါဆိုဒါဆိုမပါတော့ဘူးတကယ်လို့မလေးလာပဲလုပ်ခဲ့ရင်တော့ပါသွားမယ်အဲ့တော့ဒါနံပါတ်1ကအဘတော်ပြောတာပါတော့လာချီးတဲ့လူသည် plan ABC စီနဲ့လာလိမ့်မယ်လာလိမ့်မယ်နံပါတ်2ကိုကဘာလို့ရမှာတော့ဘလို့ပဲလာချက်ချင်း yes မလုပ်ပါနဲ့ဘာလို့မှာတော့လေးလာပါဒါသူ့ဘက်က plan ABC လာသလိုကိုယ့်ဘက်က1 2 3နဲ့ဖြေတာပေါ့နော်ကိုကပြန်ပြောတာနံပါတ်1ဘာတော့ဟာလားသူပြောသမျှကိုမယုံနဲ့နံပါတ်2ဟာလားဘာတော့ငါပြန်ပြောမယ်အဲ့တော့နောက်ဆုံးအခုအဲ့ဒီအဘကြီးနဲ့အဘဦးကြည်ဝင်ပြောတယ်အဘကြီးနဲ့အဘတော်ပြောတယ်နီးပြောရင်နောက်နီးရကြတော့သမင်းချက်တဲ့ကိုသိန်းဝင်းပြောတဲ့နီးပေါ့ဟာကိုသိန်းဝင်းလူကျွန်တော်လူပဲဗျာလူပတ်စံချီတဲ့လူတွေများလာဟာကိုအောင်ကကျွန်တော်နီးပေးမယ်တဲ့ပြောသမ်းမအောင်လို့ဘလို့လို့ဆိုတော့လူပြရတယ်ကျွန်တော်စီလဲခဏခဏပတ်စံချီတဲ့လူတွေလာတယ်တဲ့အဲ့ခင်ဗျဘလို့လုပ်တော့ဆိုတော့ကျွန်တော်ကဗျာတဲ့အခုအသက်ကလေးကလည်းနည်းနည်းရလာပြီဆိုတဲ့အခါကျကျွန်တော်ကပြောလိုက်တယ်တဲ့မင်းဟေးအောင်နဲ့မင်းချီဖို့နေတာငါ့ကိုပတ်စံမကင်တာကြပြီအဲ့တော့ပတ်စံအကုန်လုံးကမိမပဲကင်တယ်ဟလာအဲ့တော့ပြောချင်တာကိုတိုင်ဒီစီးပွားရေးအလုပ်ထဲမှာငွေမကင်မှုဆိုတဲ့သဘောဖြစ်တဲ့အတွက်သူ့စီမှာအတော်တင်ရှောင်လွယ်ပြီးသားဖြစ်သွားတယ်အဲ့တော့တသိန်းရှိတဲ့ကောင်လာလို့ရှိရင်ငါငွေမကင်တဲ့အတွက်ရော့မင်းကျေးဇူးရှိတဲ့လူဆိုလို့ရော့လမ်းစီအတွက်မင်းငါ3000ပေးလိုက်မယ်ရော့2000ပေးလိုက်မယ်တခါတည်းပြန်မဆက်နဲ့အဲဒီလိုပုံစံမျိုးပေါ့ဥအောင်တို့ခဏဆုံးပါတယ်ခဏလည်းအားနာပါတယ်အဓိကကတော့အဲ့လိုပတ်စံချီလို့ဆုံးတယ်ဆိုတာအားနာခြင်းရဲ့အဓိက